Vivo ကြောင့်နေထက်မမေတော့ဝိတ်ချတဲ့ကြောင့်ပြန်လဲတာပေါ့ကွာမေးပါဒီနေ့ကကျွန်တော် Vivo နဲ့ပတ်သက်ပြီးအကုန်ပြပြပေးမယ်နော်ဟိုကျွန်တော်တီးတလောက်အစဆုံးပေါ့ကွာနော် A to Z ကတော့ပြောနိုင်တာပေါ့နော်အဲ့တော့အခုပြောနေတာတော့ဝိတ်ချတဲ့ဟာဒါလွယ်လွယ်လေးပဲကျွန်တော်လည်းဒါပြောချင်တာကွာကျွန်တော်တို့နေရတော့ဆိုအဲ့လိုဝူတန်ပေါ့တိုင်းပေါင်းစုံပေါ့နော်ကျင့်ထားတာပေါ့နော်အဲ့လိုမျိုးပေါ့တိုင်းလောကပေါ့ကွာအဲ့တော့ဝိတ်ချဖို့အရေးကိုအများကြီးစူးစမ်းပြီးတော့မအောင်မြင်ခဲ့ဘူးမအောင်မြင်တဲ့ခါကျတော့ဟုတ်လားပြောလို့ပေါ့ကျွန်တော်ရှင်းပြမယ်ဟိုမျက်လက်အရင်တော့ကျွန်တော်ငငယ်တော့ပါမျက်လက်ကိုသူကစူးစမ်းတယ်မျက်လက်ဆရာတယောက်ရှိတယ်နိုင်ငံခြားမှာသူကမအောင်မြင်ဘူးဒါဘာလဲဆိုတော့အဲ့ဘာလို့လဲဆိုတော့ဘာမှပြန်လုပ်တာသူကမျက်လက်ကိုပြန်ဖြည့် reveal လို့ခေါ်တာပေါ့နော်သူက reveal ဆိုတော့ပြန်လှန်တာပေါ့ဒါလို့သူကမျက်လက်ရဲ့ trick တွေကိုပြန်ပြတာပေါ့မျက်လက်လှည့်စားတဲ့ဟာတွေပြပြီးအောင်မြင်သွားတာသူမျက်လက်လို့တော့မအောင်မြင်ဘူးအဲ့လိုပဲ तू လောက်ခဲ့တဲ့ဟာတွေကို तू လှုပ်ဝက်ချက်တွေမျက်လက်ရဲ့လှုပ်ဝက်ချက်တွေပြလိုက်တဲ့ခါကျတော့ဒါတွေကလူတွေကဒီလိုလုပ်တာလှည့်ထားတာကိုသိသွားတဲ့ခါကျတော့အဲ့ဟာယူချပြတော့အောင်မြင်သွားတာအဲ့လိုသဘောပဲကျွန်တော်ဝိတ်ချရတဲ့ဤဘောင်းဆောင်ကိုလုပ်ပြီးမအောင်မြင်ခဲ့တာမအောင်မြင်ခဲ့တော့ပြောတဲ့စကားတော့မှန်မလားဒါကိုတွေ့လေနော်အဲ့တော့ကျွန်တော်ပြောတာဒါရသွားပြီကျွန်တော်တို့ဒါကျွန်တော်သိသွားတဲ့အသည့်တွေကိုကျွန်တော်ရှင်းပြတယ်ဒါကိုတွေ့တွေရောကျွန်တော်ကဘာလို့ဆိုစကားများတဲ့ဆရာပဲစကားပြောတယ်တော့ကြီးအရန်လွတ်တဲ့ဆရာလေနော်တောက်ရင်ပို့ပြောတယ်ကွာတဲ့မလားကိုနားထောင်တယ်မင်းပြောသူနဲ့ထိုင်မေးတာစကားပြောတယ်ရှောက်သွားတယ်အဲ့လိုပေါ့ပိန်တဲ့သူတွေကိုတော့မေးတာကျွန်တော်အင်တာဗျူးတာမင်းတို့ဘာလို့ပိန်တာလဲကျွန်တော်မနဲ့စာမစားပြစ်ဘူးတယ်ဩအလုပ်တွေရှုပ်နေကလေးចောင်းကျိုးចောင်းမှုနဲ့အလုပ်ရှုပ်တယ်နေ့လယ်မှာတခါတည်းចောင်းပို့ចောင်းကျိုးသမင်းကြိုက်ထည့်ပြီးသွားမောနဲ့အဲ့ကြမှာ10နိုင်17မှာသမင်းစားတယ်ဩဟုတ်တယ်ဒါသူမှန်တယ်ပေါင်100ကျော်လေးရှိတာလို့အဲ့တနဲ့စားပြီးဘယ်ချိန်ပြန်စားလဲဆိုတော့ကျွန်မစားတာလည်းနှေးတယ်တဲ့ဟောဒါသူမှန်မြန်ရောဖြည်းဖြည်းစားတယ်ကြာဝါးတယ်အချိန်ချဖြည်းဖြည်းစားကြာဝါအချိန်ချအဲ့ဒါနေနေရင်သူကဝိတ်မတက်ဘူးဆိုတော့ဟုတ်တာဝိတ်မတက်တော့ကွာသွေးတို့နှလုံးစီးကိုကြောက်ကတ်တယ်နောက်ဆက်တွဲတွေယောဂမဖြစ်ဘူးပေါ့အသက်စီဖုံးတာတွေအသက်မ6တာတွေမဖြစ်တော့ဘူးပေါ့မကောင်းလားအဲ့တော့ဒါနီးပဲလေကျွန်တော်ပြောပြနေတာက168ကနေ150ကျသွားတယ်နောက်မနေ့ကျုပ်ကော်ဖီစားတယ်တဘာခက်လို့တော့မနေ့စားလေးကိုကွာနောက်ကျမှစားလိုက်တာပဲ17နောက်မှစားတယ်မဖြစ်တော့သမင်းစားလိုက်ရတာမနေ့ကျုပ်လေးနှလုံးကစ်ထက်လိုက်နော်7လိုက်ဒီခံတယ်ဆို7မှစားပေါ့သမင်းကိုကျွန်တော်ပြောတာတွေကဒါလှုပ်ရှားမှုရှိတဲ့သူတွေကြော်သွားပါဂျင်းစောတဲ့ကောင်တွေကြော်သွားဆရာတွေကြော်သွားလိုက်ကျွန်တော်တာမန်လူတွေနားလည်အောင်ပြောတာเนาะကျွန်တော်ပြောသလိုပဲဒါရက်ကွက်ထဲကเนาะဈေးတွေကเนาะဈေးတွေနားလည်အောင်ပြောတယ်ဇာနီစင်ကွာเนาะဒါရိုးလေးပြောတာ fasting လို့ပဲမှတ်ထားလိုက်ဒါ fasting ပဲဒါမပြောနဲ့ကွာဘလိမ့်ရယ်ဘလော့မှာကွာအဲ့တော့ကျဲဦးနဲ့ကော်ဖီစားတာဘာဖြစ်မှာလို့အုံတော်တောင်ကောင်းသေးတာယူတခြားမစားနဲ့ပေါ့မင်းတခြားစားစီကျော်စားပူတော့အုံတော်ထိုင်သေးတာယူအဲ့တော့နေ့လေထမင်းတက်နဲ့ကောင်းတွေ့လိုက်လေညကြမှာအသားတို့အရွက်တို့စားဝိတ်ကြနေပြီလေဒါမှန်နေတာလေတရေစားမစားနဲ့ပေါက်တကယ်မစားပဲနဲ့ဒါပဲစားတယ်လေမဖြစ်တော့ဒါနီးလန်းနေပြပြတာဒါဘလောက်ကောင်းတော့ဒါဝိတ်ချနေတလောက်လွယ်တာယူ